အားလုံးပဲမင်္ဂလာပါ essay တွေကျူးဆိုပါကျွန်တော်ဒီနေ့မှာခဲကောင်းကိုတန်ရှင်းလုပ်မယ်ဆိုတော့ကျွန်တော်ပြသွားပါမယ်ကျွန်တော်ဒီခဲကောင်းသုံးဆိုကျွန်တော်ဒီခဲကောင်းမှာဒီမဲနေတာကိုကြီးပြနေတာဆိုကျွန်တော်ဒီခဲတွင်လဲဒီခဲတွလို့ရှိရင်စိတ်မပြေပါဘူးပေါ့နော်ကျွန်တော်ဒီခဲရမဆွဲဘူးပေါ့နော်ခဲရမဆွဲဘူးပြီးတော့ကျွန်တော်ဒီအစီရမပြေဘူးပေါ့နော်ကျွန်တော်ခဲကောင်းကျွန်တော်ဖြူနေတန်ရှင်းလုပ်ပြီးမှဖြစ်မှာပေါ့နော်အဲကျွန်တော်ခဲကောင်းကျွန်တော်တန်ရှင်းလုပ်မယ်ဆိုတော့ကျွန်တော်ဒီချီယူစီအကျန်းပေါ့နော်ကျွန်တော်ချီယူစီအကျန်းလုပ်မယ်ပြီးတော့ကျွန်တော်ဒီ cashlessity ပေါ့နော်ကျွန်တော် cashlessity လေးလုပ်ပေါ့နော်ကျွန်တော်ဒီခဲကောင်းကျွန်တော်ချီစီနေလိုက်ပေါ့နော်ချီစီအကျန်းကျွန်တော်ထိလိုက်မယ်ကျွန်တော်ဒီ cashlessity ကိုကျွန်တော်ဒီလေးတုပ်လိုက်ပေါ့နော်အဲဒါခဲကောင်းဒီခဲကောင်းဒီပြည့်နဲ့ဖြူလာပေါ့နော်ဒီပြည့်ကြီးပြောင်းလို့ဖြူလာပေါ့နော်ဒါတော့ချီစီအကျန်းပေါ့နော်ချီစီအကျန်းကျွန်တော်ကြီးချုပ်ပြအောင်နော်ကျွန်တော်ဒီခဲပါကြီးစော်ရဲချိန်မှာလည်းကျွန်တော်ဒီကြီးကနေရဆိုခဲမဆွဲနေရဆိုကျွန်တော်ဒီချီစီအကျန်းလေးပုတ်ပြလိုက်ဆိုခဲကပြန်ဆွဲသွားတော့နော်ပြီးတော့ခဲကိုကြီးချုပ်မယ်ဆိုလည်းကျွန်တော်ဒီချုပ်လို့ရပါတော့နော်အဲဆိုကျွန်တော်ဒီခဲကိုကျွန်တော်တို့ခဲတူတဲ့ချိန်ကျရင်ကျွန်တော်ဒီလွယ်ကူလဲကျွန်တော်တို့ဒီ3ရိုက်ပေါ့နော်3လဲစီပြတာပေါ့နော်ကျေးဇူးတင်ပါတယ်